အန်ဖီမှာနိုင်ပွဲပြောက်ခဲ့တဲ့လီဗာပူးနဲ့အရှုံးတန်တရားကနေရုံထွက်နိုင်ခဲ့တဲ့ချက်စီအားလုံးပဲမင်္ဂလာပါပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ချက်စီတို့ရဲ့အန်ဖီကွင်းကပွဲစဉ်မှာတော့တစ်ပတ်တကိုးစီတည်ကြပြီးဆုံးသက်သွားခဲ့ပါတယ်ဒီရလက်ကြောင့်ချက်စီတင်ကပရီးမီးယားလိ6ပွဲဆက်ရှုံးနေမှုကိုအဆုံးသတ်နိုင်ခဲ့ပေမဲ့လီဗာပူးပြည်သက်တွေအတွက်တော့စိတ်ပြတ်စရာပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်ပွဲစား6မိနစ်မှာပဲ Ryan Gravenberch ကလီဗာပူးအတွက်အဖွင့်ဂိုးကိုလှလှပပသွင်းယူပေးခဲ့ပါတယ်ဒါပေမဲ့ပထမပိုင်းမှာပြီးခင်မှာပဲ Enzo Fernandez ရဲ့ free kick ကနေတဆင့်ချက်စီတို့ချီပါကိုပြန်လည်ရရှိခဲ့ပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီလီဗာပူးတင်ကဦးဆောင်ကိုရရှိပြီးတဲ့ကကစားအားကျဆင်းသွားခဲ့ပြီး expected goal age 0.51 သာရှိခဲ့တာကြောင့်2021ခုနှစ်နောက်ပိုင်းအင်ကွင်းမှာတိုက်စစ်အစွမ်းအပြနိုင်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဒုတိယပိုင်းမှာဂိုးပါမာရဲ့သွင်းကိုလူဂျွန်ဘောတတ်မှတ်ခံခဲ့ရလို့ချက်စီတို့နစ်နာခဲ့ရသလိုကတ်တစ်ဂျွန်ခေါင်းတိုက်သွင်းခဲ့တဲ့လီဗာပူးရဲ့ဂိုးကလည်းကိုနီကပိုနဲ့လူဂျွန်နေကဲလို့ပဲပြည့်ခြင်းကိုခံခဲ့ရပါတယ်ပွဲသိမ်းကန်ဒီမှာဆိုဘိုစလိုင်းရဲ့ကန်ချက်ကတိုင်ထိခဲ့သလိုဘာဂျယ်ဗန်ဒိုက်ရဲ့ခေါင်းတိုက်ချက်ဘာဒန်ထိခဲ့လို့သာချက်စီတို့သက်သာရခဲ့တာပါဒီပွဲမှာထူးခြားဆုံးကတော့ခြေစွမ်းပြနေတဲ့အသက်18နှစ်အရွယ်လူငယ်ကစားမှာအန်ကူမိုဟာကိုနေပြအနစ်စလော့လူစားလဲခဲ့တဲ့ဆုံးဖြတ်ချက်ပေါ်မှာပိတ်သက်တွေကအပြင်းထန်လှောင်ပြောင်ခဲ့ကြတာလည်းဖြစ်ပါတယ်လီဗာပူးကတရားသည့်အင်ကွင်းပွဲစဉ်တွေမှာဦးဆောင်ကိုရပြီးမှဂိုးမတ်တီဆုံးရှုံးထားခဲ့ပြီလည်းဖြစ်ပါတယ်ချက်စီဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ယာယီနေပြခဲလက်မတ်ဖာလီလက်အောက်မှာကစားပုံတိုးတက်လာတာကိုမြင်တွေ့ခဲ့ရပါတယ်ရှုံးပွဲဆက်နေတဲ့တန်တရားကိုရပ်တန့်နိုင်ခဲ့တာဟာလာမယ့်ပတ်ဝင်ပလီမှာမန်စီးတီးနဲ့ကစားရမယ့် FA ဘလောက်ဗိုလ်ပွဲမတိုင်ခင်အသင်းအတွက်ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်မယ့်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်ဒါချက်စီတို့အတွက်ဥရောပဝင်ခွင့်မျှော်လင့်ချက်ကိုဆက်လက်ရှင်သန်စေခဲ့သလိုဗိုလ်ပွဲမတိုင်ခင်အတက်စရာရလဒ်တစ်ခုကိုဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်